ဘေးကင်းရေးလုပ်ငန်းခွင်ကျန်းမာရေးနှင့်အလုပ်ခွင်ပတ်ဝန်းကျင်ဆိုင်ရာအသိပညာ Table Electronic Enclosure Code လို့ဘေးကင်းရေးအသိပညာပေးခြင်းအလုပ်ခွင်ဘေးကင်းရေးဆိုသည်မှာအလုပ်လုပ်နေစဉ်ခန္ဓာကိုယ်အသက်သို့မဟုတ်ပစ္စည်းဥစ္စာကိုထိခိုက်စေနိုင်သောမတော်တဆမှုများကင်းစင်သောအခြေအနေတစ်ခုဖြစ်သည်ယင်းသည်မှန်ကန်စွာနှင့်မတော်တဆမှုများမရှိဘဲအလုပ်လုပ်ခြင်းကိုဆိုလိုသည်အလုံးမတော်တဆမှုများသည်မမျှော်လင့်ဘဲဖြစ်ပျက်သည့်အခါလုပ်ငန်းလည်ပတ်မှုအပေါ်တက်ရောက်မှုရှိပြီးပစ္စည်းပျက်စီးဆုံးရှုံးမှုသို့မဟုတ်ကိုယ်ရေးကိုယ်တာထိခိုက်ဒဏ်ရာရရှိစေသည့်ဖြစ်ရပ်များဖြစ်သည်အလုပ်ခွင်ယောဂများဆိုသည်မှာအလုပ်ခွင်တွင်အလုပ်လုပ်ခြင်းကြောင့်အလုပ်သမားများအရက်ဘက်ဝန်ထမ်းများဝန်ထမ်းသို့မဟုတ်အလုပ်သမားများခံစားရသောယောဂများဖြစ်သည်ဘေးကင်းရေးအသိပညာပေးခြင်းအကြောင်းရင်းများလူအမှား80ချို့ယွင်းမှုတစ်ဆက်ကံကြမ္မာကံကောင်းမှုကြောင့်နှင့်မတော်တဆမှုများ၏အကြောင်းရင်းများတဘေးကင်းရေးစီမံခန့်ခွဲမှုနှင့်ထိန်းချုပ်မှုထိရောက်မှုမရှိခြင်းဘေးကင်းရေးသင်တန်းသို့မဟုတ်ညွှန်ကြားချက်မရှိခြင်းစည်းမျဉ်းများနှင့်လုပ်ထုံးလုပ်နည်းများပြဋ္ဌာန်းခြင်းမရှိခြင်းအလုပ်ခွင်အတွက်ဘေးကင်းရေးအစီအစဉ်မရှိခြင်းအန္တရာယ်ရှိသောနေရာများတွင်ပြုပြင်မှုလုပ်ဆောင်ချက်မရှိခြင်းဝန်ထမ်းများအားကိုယ်ရေးကိုယ်တာကာကွယ်ရေးပစ္စည်းများပေးအပ်ရန်ပျက်ကွက်ခြင်း2.2အောက်ပါတို့ကြောင့်ပုံမှန်မဟုတ်သောသို့မဟုတ်မသင့်လျော်သောစိတ်အခြေအနေဘေးကင်းရေးဆိုင်ရာအသိပညာသို့မဟုတ်အသိအမြင်မရှိခြင်းအပြည့်သဘောဆောင်သောနှင့်မမှန်ကန်သောသဘောထားများစိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုနှေးကွေးခြင်းအလုပ်ပေါ်အာရုံစူးစိုက်မှုမရှိခြင်းစိတ်ခံစားမှုများကိုမထိန်းချုပ်နိုင်ခြင်းစိတ်လှုပ်ရှားခြင်းစိုးရိမ်ခြင်းကြောက်ရွံ့ခြင်းထိတ်လန့်ခြင်း3.3အောက်ပါတို့ကြောင့်လူတဦး၏ပုံမှန်မဟုတ်သောရုပ်ပိုင်းဆိုင်ရာအခြေအနေပင်ပန်းနွမ်းနယ်ခြင်းမောပန်းနွမ်းနယ်ခြင်းနားမကြားခြင်းမျက်စိမှုန်ဝါးခြင်းအလုပ်အတွက်မသင့်တော်သောရုပ်ပိုင်းဆိုင်ရာအခြေအနေနှလုံးရောဂါသွေးတိုးရောဂါစသည်တို့ကဲ့သို့သောနောက်ခံရောဂါများရုပ်ပိုင်းဆိုင်ရာမတန်ဆွမ်းမှုနှင့်မတော်တဆမှုများ၏အကြောင်းရင်းများ2.1မလုံခြုံသောလှုပ်ဆောင်ချက်များဓာတ်ရိုက်တာဝန်မယူဘဲအလုပ်များကိုလုပ်ကင်ခြင်းစက်ကိုမရက်တန့်ဘဲစက်ပစ္စည်းများပြုပြင်ခြင်းဘေးကင်းရေးအကာများကိုဖယ်ရှားခြင်းနှင့်ပြန်လည်ထည့်သွင်းခြင်းဘေးကင်းရေးပစ္စည်းကိရိယာများကိုအသုံးမပြုခြင်းဘေးကင်းရေးစည်းမျဉ်းများကိုလိုက်နာရန်ပျက်ကွက်ခြင်းအလုပ်အတွက်ကိရိယာများကိုမှားယွင်းစွာသို့မဟုတ်မသင့်လျော်စွာအသုံးပြုခြင်း2.2မလုံခြုံသောအလုပ်ခွင်အခြေအနေများပျက်စီးနေသောစက်ပစ္စည်းများသို့မဟုတ်စက်ယန္တရားများအကာအရံများသို့မဟုတ်အဖုံးများမရှိခြင်းအရာဝတ္ထုများကိုရှုပ်ပွပြီးစနစ်တကျမထားရှိခြင်းဆူညံသောသို့မဟုတ်ပူပြင်းသောပတ်ဝန်းကျင်ကဲ့သို့သောမလုံခြုံသောအလုပ်ခွင်အခြေအနေများလေဝင်လေထွက်ကောင်းမွန်မှုမရှိခြင်းအချက်ပေးစနစ်များလုံလောက်စွာမရှိခြင်းအဆောက်အအုံဖွဲ့စည်းပုံမတည်ငြိမ်ခြင်းအလုပ်ခွင်ယောဂများဖြစ်ပွားရခြင်း၏အကြောင်းရင်းများအလုပ်ခွင်ယောဂများဖြစ်ပွားရခြင်း၏အကြောင်းရင်းများယောဂဖြစ်ပွားရခြင်း၏အကြောင်းရင်းများဓာတုဗေဒဓာတုပစ္စည်းများဖုံမှုန့်များပျော်ရည်များရုပ်ပိုင်းဆိုင်ရာအပူဆူညံတန်ရောင်ခြည်များဇီဝဗေဒဆိုင်ရာဗိုင်းရပ်စ်များမှုန့်များဘက်တီးရီးယားများကပ်ပါးကောင်များအလုပ်ခွင်ရှိလူတဦးချင်းစီအပေါ်တက်ရောက်မှုရှိသောအချက်များတွင်အောက်ပါတို့ပါဝင်သည်မျိုးရိုးဗီဇလူမျိုးနှင့်ကြားမှအသက်အလုပ်ခန့်ခြင်းမပြုမီကျန်းမာရေးအခြေအနေပညာရေးနောက်ခံအလုပ်ခွင်အခြေအနေများနှင့်ပတ်ဝန်းကျင်နှင့်အလုပ်ကိုင်ဆိုင်ရာယောဂအမျိုးအစားများအလုပ်ကိုင်ဆိုင်ရာအဆုတ်ယောဂများအလုပ်ကိုင်ဆိုင်ရာအရေပြားယောဂများအလုပ်ကိုင်ဆိုင်ရာကင်ဆာများဓာတုဗေဒဆိုင်ရာအချက်များကြောင့်ဖြစ်ပေါ်လာသောယောဂများဇီဝဗေဒဆိုင်ရာအချက်များကြောင့်ဖြစ်ပေါ်လာသောယောဂများရုပ်ပိုင်းဆိုင်ရာအချက်များကြောင့်ဖြစ်ပေါ်လာသောယောဂများအလုပ်ခွင်ပတ်ဝန်းကျင်မှအန္တရာယ်များဆူညံတန်စက်ယန္တရားများနှင့်စက်ပစ္စည်းများမှဒက်ဆီဘဲရေးဖြင့်တိုင်းတာသည်8နာရီကြာအလုပ်ချိန်အတွင်းဝန်ထမ်းများထိတွေ့ရမည့်လက်ခံနိုင်သောဆူညံတန်အဆင့်မှာဒက်ဆီဘဲ60ထက်မပိုပါတုန်ခါမှု
ကရိယာများနှင့်စက်ပစ္စည်းများမှယင်းသည်လက်ချောင်းများကိုထိခိုက်ဒဏ်ရာရစေပြီးလက်ချောင်းထိပ်များသို့သွေးလည်ပတ်မှုကိုထိခိုက်စေနိုင်သည်အလုပ်ခွင်ပတ်ဝန်းကျင်မှအန္တရာယ်များပုံမှန်မဟုတ်သောလေထုဖိအားမြေအောက်သို့မဟုတ်မြေမျက်နှာပြင်အောက်တွင်အလုပ်လုပ်ခြင်းသည်နားအူခြင်းသို့မဟုတ်နားပင်းခြင်းကိုဖြစ်စေနိုင်ပြီးသွေးကြောထဲတွင်နိုက်ထရိုဂျင်ဓာတ်ငွေ့ပူပေါင်းများဖြစ်ပေါ်နိုင်သည်အပူထုတ်လုပ်မှုလုပ်ငန်းစဉ်အမျိုးမျိုးကြောင့်ခန္ဓာကိုယ်အပူချိန်မြင့်တက်လာနိုင်ပြီးချွေးလွန်အကျုံထွက်ခြင်းသည်အန္တရာယ်ရှိနိုင်သည်အလုပ်ခွင်ပတ်ဝန်းကျင်မှအန္တရာယ်များအလင်းရောင်အလုပ်ခွင်တွင်လုံလောက်သောအလင်းရောင်လိုအပ်ပါသည်အလင်းရောင်များလွန်ခြင်းသို့မဟုတ်နည်းပါးလွန်ခြင်းသည်ခေါင်းကိုက်ခြင်းနှင့်မျက်လုံးညောင်ညာခြင်းကဲ့သို့သောပြဿနာများဖြစ်စေနိုင်သည်ရောင်ခြည်ခွဲကဲ့သို့သောမီးညစ်ရောင်ခြည်သည်ထိုးပေါက်နိုင်စွမ်းအလွန်မြင့်မားသည်ယင်းသည်ခန္ဓာကိုယ်တ िश ူးအမျိုးမျိုးကိုပျက်စီးစေနိုင်သည်ခရမ်းလွန်ရောင်ခြည်အနီအောက်ရောင်ခြည်နှင့်မိုက်ခရိုဝေ့ဖ်ကဲ့သို့သောမီးမညှိနိုင်သောရောင်ခြည်သည်အပူလောင်ခြင်းနှင့်မျက်စိနာခြင်းကိုဖြစ်စေနိုင်သည်မတော်တဆမှုများကြောင့်ဆုံးရှုံးမှုများပိုင်ဆိုင်မှုစက်ပစ္စည်းများအဆောက်အအုံများအဆောက်အဦများကုန်ကြမ်းများထုတ်လုပ်ထားသောကုန်ပစ္စည်းများဒဏ်ရာကုသနိုင်သောဒဏ်ရာများတသက်တာမတန်ဆွမ်းမှုဖျားနာမှုကုသနိုင်သောယောဂများဆုံးရှုံးမှုကိုဖြစ်ပေါ်စေသောယောဂများသေဆုံးမှုရုတ်တရက်သေဆုံးခြင်းနောက်ပိုင်းတွင်သေဆုံးခြင်းအလုပ်ခွင်ဘေးကင်းရေးအလုပ်သမား၏ဘေးကင်းရေးအဝတ်အစားအလုပ်အတွက်သင့်လျော်သောယူနီဖောင်းကိုယ်ရေးကိုယ်တာကာကွယ်ရေးပစ္စည်းဖိဆိုသည်မှာခန္ဓာကိုယ်၏အစိတ်ပိုင်းတစ်ခုကိုထိခိုက်မှုမရှိစေရန်ကာကွယ်ရန်ဝတ်ဆင်သည့်မည်သည့်အရာမဆိုဖြစ်သည်ဦးခေါင်းကာကွယ်မှုနားကာကွယ်မှုမျက်နှာနှင့်မျက်လုံးကာကွယ်မှုလက်ကာကွယ်မှုခြေထောက်ကာကွယ်မှုပစ္စည်းများအသက်ရှူလမ်းကြောင်းကာကွယ်မှုပစ္စည်းများခန္ဓာကိုယ်ကာကွယ်ရေးပစ္စည်းများပြုတ်ကျမှုကာကွယ်ရေးပစ္စည်းများကိုယ်ရေးကိုယ်တာဘေးကင်းရေးကိုသေချာစေခြင်းတွင်အောက်ပါတို့ပါဝင်သည်ပညာရေးနှင့်လေ့ကျင့်မှုများပေးအပ်ခြင်းလူပုဂ္ဂိုလ်များအားနင်းတို့၏ကျွမ်းကျင်မှုအပေါ်အခြေခံ၍မှန်ကန်သောအလုပ်များနှင့်တွဲဖက်ပေးခြင်းဘေးကင်းရေးပံ့ပိုးမှုပေးအပ်ခြင်းနှင့်လှုံ့ဆော်မှုနှင့်အသိပညာပေးခြင်းတို့ဖြစ်သည်